ကျမကလင်းလင်းပါလွန်ခဲ့တဲ့တပတ်လောက်ကဆိုရင်အလုံးမရလို့စိတ်ဆင်းရဲနေရတဲ့ဆင်းရဲမလေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့အခုတော့မွေးရပါကလေးစကားနားလဲတဲ့ထူကြဆန်းကျယ်တဲ့စွာအကြောင်းလာစာရွံတသိန်းရတဲ့အထက်တန်းစားမိသားစုရဲ့ကလေးထိန်းဆရာမဖြစ်လာခဲ့ပါတယ်ဒါဆိုရင်မင်းကကလေးထိန်းဆရာမအစ်စ်ပေါ်မင်းကြီးရတာ18နှစ်လောက်ပဲရှိသေးတယ်ကိုကြီးရာဇဝင်ထဲမှာတော့23နှစ်လို့ရေးထားတယ်နော်လူဖူဖွားကြီးကစတင်မေးမြန်းလိုက်ပါတယ်ကျမကအဖွားဘူးရှင်ကျမအသက်ငယ်ရွယ်သေးတာမှန်ပေမဲ့လူပြန်ပြောဖို့ကြိုးစားပေမဲ့အဖွားကစကားဖြတ်ပြောလိုက်ပါတယ်ငါတို့ကလေးထိန်းဆရာမ9ယောက်တောင်ငါဘူးတယ်တနာရီကိုရွှန်3000တောင်ပေးရတယ်လန်ဒန်တော်ဝင်ကလေးထိန်းတက္ကသိုလ်ကဆင်းတဲ့သူတောင်3ရက်ပဲခံတယ်ဘာလို့လဲတိလားလို့အဖွားကမေးလိုက်ပါတယ်ကျမကလည်းစိတ်ဝင်တစားနဲ့ဘာလို့လဲဟင်လို့ပြန်မေးလိုက်ပါတယ်ဘာလို့လဲဆိုတော့ငါရဲ့မြေးလေးကမွေးကလေးကအငူမရက်လိုပဲဆရာဝန်တွေကတော့ဘာမှမဖြစ်ဘူးပြောပေမဲ့ဘသူထိထိငူနေတာပဲလို့အဖွားကတပြင်းချရင်ပြောပြပါတယ်အဲ့ဒီအချိန်မှာပဲကလေးလေးစီကနားတယ်ပိုက်ထဲကအောင်ပြီးနားလိုက်တာဆိုတဲ့စိတ်ခဲကပူဆွေးတန်လေးကိုကျမကြားလိုက်ရပါတယ်အဖွားဘူးကလေးဝမ်းမသွားတာဘလောက်ကြာပြီလဲဟင်လို့ကျမကချက်ချင်းမေးလိုက်ပါတယ်အဖွားကမချေမနှက်နဲ့မင်းကဒါကူဘာလို့မေးတာလဲလို့ပြန်ငေါက်လိုက်ပါတယ်ကျမကကျေးဇူးပြုပြီးမေးတာလေးပြန်ဖြေပေးပါအောင်ရှင်လို့တောင်းပန်လိုက်တဲ့အခါအဖွားက3ရက်4ရက်လောက်ရှိပြီးဘာဖြစ်လို့လဲလို့ဖြေပါတယ်ကျမက3-4ရက်မကပါဘူးအနည်းဆုံးတစ်ပတ်မကဝမ်းချုပ်နေတာပါလို့ပြပြတသားပြောလိုက်ပါတယ်အဖွားကအော်သွားပြီးဟင်မင်းကဘလို့လုပ်သိတာလဲလို့မေးလိုက်ပါတယ်ကျမကကျမကိုကလေးရှိတဲ့အပေါ်ထက်ကိုအမြန်ခေါ်သွားပေးပါလို့တောင်းဆိုလိုက်ပါတယ်အဖော်ထက်ရောက်တော့အိမ်ဖိုးမလေးကသခင်မကြီးသခင်လေးကအငိုးလဲမရက်ဘူးလို့လည်းမတောက်ဘူးရုပ်တွေပြလဲမရဘူးဖြစ်နေတယ်လို့စိုးရင်တကြီးပြောရှာပါတယ်ကလေးလေးစီကတော့အီဟီရမ်းနာတာပဲငါပိုင်းနာနေတာဘယ်သူမှမသိကြဘူးဆိုတဲ့စကားတန်ကိုကျမထပ်မံကြားလိုက်ရပါတယ်ကလေးရဲ့ပိုင်းအောက်ပိုင်းကိုစမ်းကြည့်လိုက်တော့လေရီပြည့်ပြီးတင်းမာနေတာကိုတွေ့လိုက်ရပါတယ်အဖွားဘူးကလေးရဲ့နှုတ်မို့အချိုးအစာမှာပြဿနာရှိနေတဲ့ကလေးကလက်တုစတက်မတဲတဲ့ယောဂရှိနေတာပါလို့ကျမထောက်ပြလိုက်ပါတယ်အခုတိုက်နေတဲ့နှုတ်မုံထဲမှာလက်တုစတက်တွေအလုံးမင်းများနေလို့ဘိုက်အောင်ပြီးဝမ်းချုံနေရတာအဲ့ဒါကြောင့်မို့ကလေးကနာလုံးလို့ငိုနေတာပါလို့ရှင်းပြလိုက်ပါတယ်အဖွားကလုံးဝမဖြစ်နိုင်တာအခုတိုက်နေတဲ့နှုတ်မုံကဂျာမနီကနေတိုက်ရိုက်တင်သွင်းတာတပူးကိုရွှန်3800တောင်ပေးရတာလို့ညင်းဆိုပါတယ်ကျမကလည်းဈေးကြီးတိုင်းကလေးနဲ့တည့်တယ်လို့ပြောလို့မရပါဘူးလို့ပြန်ပြောရင်းကလေးရဲ့ပိုက်လေးကိုအသားအရနှိမ့်နေပေးလိုက်ပါတယ်ကလေးလေးကစိတ်ထဲကနေနည်းနည်းတက်တာသွားပြီးဒီမရဲ့လက်ကလေးကတိတ်နွေးတာပဲအခုဆိုပိုက်ထဲကမနာတော့ဘူးလို့ရေးရွလိုက်ပါတယ်ရုတ်တရက်ဆိုသလိုကလေးလေးဟာအငိုတိတ်သွားခဲ့ပါတယ်သူအမိုးတိတ်သွားပြီးဒါရှစ်လအတွင်းသူပထမဦးဆုံးအချိန်အမိုးတိတ်တာပဲလို့အဖွားကမယုံနိုင်အောင်ရေးရွလိုက်ပါတယ်ကျမကပြုံးပြလိုက်ပြီးအခုကျမကိုအလုတ်ခန့်လို့ရပြီလားရှင်းလို့မေးလိုက်ပါတယ်အဖွားကဝမ်းသာအားရနဲ့ကောင်းပြီးမင်းကိုအလုတ်ခန့်လိုက်ပြီးဒီနေ့ကစပြီးတလကိုရွှန်2000နဲ့စားလို့ပါလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ထဲကိုအမျိုးသားတစ်ယောက်ဝင်လာပြီးမင်းကဘသူလဲလို့တင်းမာတဲ့အတန်းနဲ့မေးလိုက်ပါတယ်အဖွားက Justin ဒါလင်းလင်းနဲ့ကလေးထိန်းစီယာမအစ်စ်လေးသူရောက်လာပြီး10မိနစ်အတွင်းမှာပဲတူဘီလေးအငိုတိတ်သွားတာလို့မိတ်ဆက်ပေးပါတယ်ကလေးလေးကသူ့အဖေကိုမြင်တော့ဖေဖေလို့စိတ်ခဲကခေါ်လိုက်ပါတယ်ဒါပေမဲ့ကျဲဆက်တင်ကတခြားသူတွေလည်းအစပိုင်းမှာအငိုတိတ်အောင်လုပ်နိုင်ကြတာပဲနှစ်နာရီလောက်တည်ပြီးရင်ပူဆိုးအောင်ပြန်ကူတာပဲမဟုတ်လားလို့အေးဆက်ဆက်ပြောလိုက်ပါတယ်ကျမကဒါကတော့သူတို့တွေပြဿနာရဲ့အရင်းမြစ်ကိုမရှာနိုင်ခဲ့လို့ပါလို့ရေရဲဝုန်းပြန်ပြောလိုက်ပါတယ်ကျဲဆက်တင်ကဒါဆိုမင်းကရောအဲ့ဒီပြဿနာကိုရှာတွေ့သွားပြီပေါ့လို့စိန်ခေါ်တယ်လို့မေးပါတယ်လက်တုစ်မတဲလို့ခိရတဲ့ဘိုက်အောင်ချင်းနဲ့ဝမ်းချုပ်ချင်းမှာရေတက်ဖြူခွဲထားတဲ့ပရိုတင်းနှုတ်မုံကိုပြောင်းတိုက်ပြီးနေတိုင်းဘိုက်နေပေးရင်တစ်ပတ်အတွင်း80ရာခိုင်နှုန်းသက်သာသွားပါလိမ့်မယ်လို့ကျမကတိတိကျကျရှင်းပြလိုက်ပါတယ်ကျဲစတင်ကမင်းရဲ့ပညာရည်ချင်းကဘာလဲလို့မေးတော့ကျမကအထက်တန်းအစ်စ်မှလို့ယူယူတသားခိလိုက်ပါတယ်အဖွားကလည်းကျဲစတင်ရဲ့တူပွဲကနေပေမဲ့တူပီလေးကိုတော့တကယ်ကူညီနိုင်ခဲ့တာပဲလေလို့ဝင်ပြောပြပါတယ်Justin ကအထက်တန်းအောင်ယုံနဲ့တင်မဟာပွဲရထားတဲ့သူလူစကားတွေကျွန်းကျွန်းကျင်ကျင်ပြောနိုင်လားကြည်လားငါတို့အိမ်ရဲ့အနေဆုံးစံချိန်ကဒူနာပြုတ်ပွဲအစဉ်သုံးတဲ့ဈေးရုံကလေးဌာနအတွေ့အကြုံရှိရမှာမင်းမှာအဲ့ဒါတွေတခုမှမရှိဘူးလို့နှိမ်ချပြောဆိုလိုက်ပါတယ်ကျမကရှင်ရဲ့အရေးချင်းပြည့်မိတဲ့ဆရာမတွေတဲကဘသူများရှင်းသားလေးအမှုတိတ်အောင်လုပ်ပေးနိုင်ခဲ့လို့လဲဟင်လို့ပြန်မေးလိုက်ပါတယ်ကလေးလေးကတော့အိတ်ချင်လိုက်တာဒီမလေးအိမ်မှာပဲဆက်ရှိနေလို့ရမလားဟင်လို့စိတ်ထဲကအော်ဟစ်နေပါတယ်
ကျမကအိတ်တော်နော်တူဘီလေးလူကြီးမင်းရှင်ကျမမှာတောက်ပတဲ့ပွဲလက်မှတ်တွေမရှိပေမဲ့ကျမရဲ့အတွေ့အကြုံကစာအုပ်ထဲကတီဟိုရီတက်မဟုတ်ပါဘူးကျမကို3ရက်စမ်းသက်ခွင့်ပေးပါတူဘီလေးဆက်ငူနေရင်ကျမပတ်စံတပြားမှမယူပဲထွက်သွားပေးပါမယ်လို့ကမ်းလှမ်းလိုက်ပါတယ်ကျက်ဆက်တင်က3ရက်ပြည့်ရင်တော့ပတ်စံပူတောင်းတော့မှမလာရတယ်လေစမ်းကြည့်တာပေါ့လို့နှာခေါင်းရှုံရင်ပြောလိုက်ပါတယ်အဖွားကသူ့ကိုစိတ်ထဲမထားပါနဲ့ကွယ်တူဘီရဲ့အမေထွက်သွားကြတဲ့ကတားကလူတွေကိုတန်တရားဝင်ပြီးတိတ်ဆိတ်သွားတာမင်းလေးကအသက်ငယ်ငယ်လေးနဲ့အရန်ကျင်နာပြီးခယူးဆိုင်တတ်တာပဲတူဘီလေးကိုမင်းလက်ထဲပဲအပ်ခဲ့ပြရစီလို့ယုံယုံကြည်ကြည်ပြောရှာပါတယ်ကျမကလည်းစိတ်ချပါအဖွားလူကတိပေးလိုက်ပါတယ်ခလေးလေးကတော့ကြောက်တယ်အမောင်ထုကိုကြောက်တယ်လို့ရောင်ရမ်းနေပြန်ပါတယ်ကျမကမကြောက်နဲ့တော့တူဘီလေးမီးတွေလဲနေတာပဲလို့တူးတူးလေးချောလိုက်ပါတယ်ခလေးလေးကအမေမဟုတ်ဘူးဒါပေမဲ့တိတ်နှွေးထွေးတာပဲဘိုက်ကတော့နည်းနည်းပြန်လာပြီးရေးရွရှိနေတော့မဲ့လို့စိတ်ထဲကရေးရွရင်ကျမရင်ခွင်ထဲတူးဝင်လာပါတယ်အပြေမှာစောင့်ကြည့်နေတဲ့ချက်ဆက်တင်ကတူထန့်ကိုကန်ပြီးမဟုတ်လားလို့မေးပါတယ်ကျမကမဟုတ်ပါဘူးဒါမှန်နိုးလာရုံမှပဲလို့ကန်ဖြေလိုက်ပါတယ်ချက်စတင်ကအန်အော့သွားပြီးတကယ်လားသူကဘသူမှဒီလိုပွေးဖက်တာကိုမခံဘူးလန်ဒန်ကဆီယာမဆိုရင်ပွေးဖက်တာနဲ့မိနစ်40လောက်စက်တိုက်ငူတော့တာပဲလို့ပြောပါတယ်ကျမကအဲ့ဒီဆီယာမရဲ့ရေမွေးနှံကပြင်းလုံးလို့ပါလို့လှုပ်ခနဲ့ပြောလိုက်မိပါတယ်ချက်စတင်ကစူးစူးဆန်းဆန်းနဲ့မင်းဘလို့လှုပ်တည်တာလဲလို့မေးလိုက်ပါတယ်ကျမလည်းခံမှန်းကြည့်တာပါလို့ကမန်းကရန်လိန်ပြောလိုက်ရပါတယ်ကျက်စတင်ကအထက်တန်းပွဲပဲရှိတာကိုဒါရီကုံလုံးဘဲကနေတင်ယူခဲ့တာလဲလို့ထပ်ပေးပါတယ်။ကျမကကိုယ်တိုင်လေ့လာခဲ့တာပါ။ဒါကမွေးရပါပါရမီလို့ပဲပြောရမလား။အဲ့တော့နော်ဒူဘီလေးလို့စကားလမ်းကြောင်းလှည့်လိုက်ပါတယ်။နောက်တစ်နေ့မနေ့မှာတော့အိမ်ဖို့မလေးကမလင်းလင်းမနှက်စာစားပါအောင်ဒူဘီလေးကဒီနေ့ညတညလုံးအိပ်ပျော်သွားတာနော်သူကတခါမှ2နာရီထက်ပိုမအိပ်ဘူးလို့ဝမ်းသာအားရပြောပါတယ်။ကျမကညကတခါတော့နိုးလာပါသေးတယ်လို့ပြောတော့အိမ်ဖို့မလေးကဒါတော့မှတိတ်အံ့ဩဖို့ကောင်းနေပါပြီမလင်းလင်းကတကယ်ရှားပါရတနာပဲဒါပေမဲ့တတိတော့ထားတော့ဒီအိမ်ကလူတိုင်းကတူပီလေးကောင်းမွန်သွားတာကိုမလိုလားကြဘူးလို့တတိပေးလိုက်ပါတယ်ကျမကမမချင်းပါကိုဆိုလိုတာလဲဟင်လို့မေးလိုက်တဲ့အချိန်မှာပဲအတော်ကျမကိုချက်စတင်တဲ့တူပီလေးကိုလာကြည့်တာဒါကဘသူလဲငါတို့အိမ်မှာအပြင်းလူရောက်နေတာမသိပါလားအစ်တယောက်ထန်ငားလိုက်ပြန်ပြီလားဆိုတဲ့အမျိုးသမီးတယောက်ရဲ့အတန်ထွက်ပေါ်လာပါတယ်အဖွားဘူးကအော်ဒါကလင်းလင်းနဲ့ကလေးထင်းဆရာမအစ်စ်လေးလို့မိတ်ဆက်ပေးပါတယ်ထိုမျိုးသမီးကဖူးမိသားစုရဲ့ဆိုင်ချိန်တွေဘယ်တော့ကဒီလောက်အထိနှိမ့်ကျသွားတာလဲဘသူမဆိုကလေးလာထိန်လို့ရနေတာလားလို့မထီမဲ့မြင်ပြောလိုက်ပါတယ်အဖွားကဒီကလေးမလေးကတကယ်ကိုမစိုးပါဘူးကွယ်လို့ကာကွယ်ပြောပေးပေမဲ့ထိုမျိုးသမီးကကလေးစီအတင်းတိုးလာပါတယ်ကလေးလေးကစိတ်ထဲကနေအနံ့ကြီးကအရန်ဆူတာပဲအနားကိုမလာနဲ့လို့ရေးရွလိုက်ပါတယ်ကျမကချက်ချင်းပဲအနားကိုတိတ်မတိုးပါနဲ့အုံးလို့တားလိုက်ပါတယ်ထိုမျိုးသမီးကဒေါသထွက်သွားပြီးမင်းကငါ့ကိုကလေးစီဘလို့ချင်းခဲ့ရမလဲဆိုတာတင်ပေးနေတာလားလို့អော်လိုက်ပါတယ်ကျမတာဝန်ယူထားတဲ့ကလေးကိုကာကွယ်ပေးတာပါကလေးတွေကပြင်းထန်တဲ့အနံ့သက်တွေကိုမခံနိုင်ကြဘူးလေလို့အေးစစ်စစ်ပြန်ခေလိုက်ပါတယ်အဖွားကလည်းရိုရှဲသူပြောတာလဲဟုတ်တာပါပဲတူဘီလေးရဲ့နှာခေါင်းကတကယ်စစ်စစ်တာလို့ဝင်ပြောလိုက်ပါတယ်ရိုရှဲကကျမကိုရင်းနှီးတယ်လို့ကြည့်ပြီးဒါဆိုမင်းကတူဘီလေးအငိုတိတ်အောင်လုပ်ပေးနိုင်တယ်ဆိုတဲ့ချက်စတင်ပြောနေတဲ့ကလေးထိန်ပေါ်ကြည့်ရတာရိုးရိုးရှင်းရှင်းပါပဲမင်းရဲ့ဒီညရေးချင်းကဘာလဲလို့မေးပါတယ်ကျမကလူကြီးမင်းဘူးတီပြီးသားပါလို့ပြောလိုက်တော့ရိုရှဲကငါကမင်းကိုမေးနေတာလို့ဒိုင်းဆိုင်စွာပြောပါတယ်ကျမကအထက်တန်းမှလို့ခီလိုက်တဲ့အခါရိုရှဲကလောင်ရင်လိုက်ပါတယ်အထက်တန်းဟုတ်လားကောလိပ်တောင်မတက်ဘူးတဲ့တင်ပလူတယောက်စီတူဘီလေးကိုအထားရအောင်ကျဲစတင်ရဲ့အာယုံဆိုင်မှုတွေဘလောက်တောင်ကျစီးသွားတာလဲလို့စော်ကားလိုက်ပါတယ်ကျမကလည်းမလျှော့ပဲဘွဲလက်မှတ်ဆိုတာစာအုပ်ထဲကအသိပညာကိုပဲကိုးစားပြုလာပါကလေးထိန်တာကတော့စိတ်ရှည်မှုဂရုစိုက်မှုနဲ့အတွေ့အကြုံပေါ်မှာမူတည်ပါတယ်ကျမတူဘီလေးရဲ့အမှုကိုတိတ်အောင်လုပ်ပေးနိုင်ရင်ဂလုံးလောက်ပါပြီလို့ပြန်လဲတုံ့ပြန်လိုက်ပါတယ်ရိုရှဲကကလေးကိုနားလဲတယ်ဟုတ်လားမင်းစည်းပေါ်ပေါ်လက်ကွက်အချို့တုံးထားတာဖြစ်မှာပါငါ့ကိုမေးရင်တော့မင်းကတလားကိုရွှန်9000တန်ယုံပဲဖူမီသားစုရဲ့လစာမြင့်မြင့်နဲ့ထိုက်တန်တယ်လို့ထင်နေတာလားလို့ဆက်လက်ရစားတန်ပေးပါတယ်ကလေးလေးကတော့ဒီမိမကအရန်ရက်ဆက်တာပဲငါသူ့ကိုမကြိုက်ဘူးလို့စိတ်ထဲကနေငင်းဆန်နေပါတယ်ရိုရှဲကကလေးကိုအတင်းပွေးချီဖို့ကြိုးစားပြီးလာရီကပွေးချီပေးမယ်လို့ပြောလိုက်တာနဲ့ကလေးကအတင်းယုံကန်ပြီးဟင်းအင်းကြောက်တယ်လို့စိတ်ထဲကအပြေမှာပါအော်ဟစ်ပါတော့တယ်
ရူရှဲကလန့်သွားပြီးဘာဖြစ်တာလဲငါသူ့ကိုနားအောင်တော့မလုပ်ရသေးဘူးလို့ညင်းပါတယ်အဲ့ဒီနောက်ရူရှဲကဒေါ်တော်ဖူမိသားစုရဲ့ကလေးကိုအထက်တန်းအောင်ရုံပဲရှိတဲ့သူနဲ့ပြုစုပြုထောင်ခိုင်းမှတကယ်ပဲတီးချလို့လားတခုခုဖြစ်သွားရင်ဘလူးလုံးမလဲမတော်လို့သူကအခြေခံရှိဘူးသူနာပြုစုနေတော့မသိရင်ရောကျမတရဝင်မပုံတင်ထားတဲ့ကလေးထင်းဆီယာမတယောက်ကိုတည်ရဲ့သူကဟောလိဝုဒ်စတားတွေရဲ့ကလေးတွေကိုတောင်ထိမ့်မှုတာမနှက်ခံသူ့ကိုအင်တာဗျူးခေါ်လိုက်မယ်လို့တိုက်တွန်းပါတော့တယ်အဲ့ဒီအချိန်မှာပဲကလေးလေးကကျမကိုအတင်းဖက်ထားပြီးလူသစ်တွေမလို့ချင်ဘူးဒီအမကိုပဲလိုချင်တာလို့ခေါင်းလေးရန်ရင်းပြောလိုက်ပါတယ်ကျဲစတင်ရောက်လာပြီးဒီနေ့တူဘီရဲ့အခြေအနေဘလို့လဲလို့ကျမကိုမေးပါတယ်ကျမကနှုတ်မုံပြောင်းလိုက်ပါပြီးဝမ်းသွားတာပုံမှန်ဖြစ်သွားပြီးမနေ့ကထက်2နာရီပူအိတ်သွားပါတယ်လို့သတင်းပို့လိုက်ပါတယ်ကျဲစတင်ကမေမေသူ့ကိုပဲဆက်ငါထားလိုက်ရအောင်လူပြက်ပြက်တသားဆုံးဖြတ်လိုက်ပါတယ်ရိုရှဲကမချေမနှက်နဲ့ကိုကျဲစတင်သူကညာရေးချင်းကနေလွန်းလို့စွန့်စားရကြနေလိမ့်မယ်လို့တားပေမဲ့ကျဲစတင်ကရိုရှဲတူဘီရဲ့ကိစ္စကိုငါဘာသာငါဆုံးဖြတ်မယ်လို့ပေးပြောလိုက်ပါတယ်ရူရှဲကဒေါသကကြီးနဲ့ကောင်းပြီလေမင်းမှာအကြီးချင်းအချို့ရှိနေပေမဲ့ဖူမိသားစုမှာဆက်နေနိုင်မယ်လို့မထင်တဲ့ဒါမပြီးသေးဘူးလို့ကျမကိုချိန်မောင်းပြီးထွက်သွားပါတော့တယ်အဲ့ဒီနောက်ကျက်စတင်ကကျမစီစာချုပ်ယူလာပြီးမလင်းလေးမင်းရဲ့3ရက်စမ်းသက်ကာလပြီးသွားပြီးဒါကတရားဝင်စာချုပ်ပါလစာကတလကိုရွှေ9000ဖြစ်ပြီးတူဘီရဲ့ကျမ်းမာရေးဆက်လက်ကောင်းမွန်လာရင်လစဉ်10%တူပေးပါမယ်လို့စာချုပ်ပေးလိုက်ပါတယ်ကျမလည်းဝမ်းသာအားရနဲ့တလကိုရွှေ9000တောင်မှလာလူကြီးမင်းဘူးရှင်းရဲ့စေတနာကတိတ်ကြီးတာပဲလို့ပြောလိုက်မိပါတယ်ကျက်စတင်ကမင်းနဲ့ထိုက်တန်ပါတယ်လို့အေးဆေးစွာဖြေပါတယ်တိန်ဖုံမလေးကလည်းမင်းကန်ကောင်းတာပဲလူကြီးမင်းဘူးကဘသူ့ကိုမှလွယ်လွယ်နဲ့သဘောကျလိမ့်မရှိဘူးအရင်ကလေးထင်းဆရာမတွေရဲ့နာမည်ကိုတော့မမှတ်မိတဲ့သူပါလို့ပြောရှာပါတယ်ကျမကတူတူဘီလေးကိုပဲအရေးစိုက်တာပါလို့ပြောလိုက်ပါတယ်နောက်ထပ်2ပတ်ကြာမှာတော့တူဘီလေးရဲ့ပြောင်းလဲမှုတွေဟာအားလုံးရဲ့မျက်စိရှိမှတင်ထင်ရှားလာခဲ့ပါတယ်9ရက်မြောက်နေ့မှာတူဘီလေးဟာတညလုံးပုံမှန်အိပ်ပျော်ခဲ့ပြီး10ရက်မြောက်နေ့မှာ6-4ချိန်3.3ကီလိုဂရမ်တိုးလာခဲ့က12ရက်မြောက်နေ့မှာတော့ချက်စတင်အလုတ်ကပြန်လာတဲ့အခါတူဘီလေးကအပွေးခံဖို့လက်ကလေးနှစ်ဖက်ကိုစံတန်းပေးခဲ့ပါတယ်ချက်စတင်ကမလင်းလေးမင်းရဲ့ကြိုးစားမှုတွေအတွက်ကျေးဇူးပါပဲငါတူဘီလေးရဲ့ပြောင်းလဲမှုတွေကိုအကုန်မြင်ပါတယ်လို့ချင်းချင်းနာနာပြောလာပါတယ်ကျမကဒါကျမရဲ့အလုပ်ပါတူဘီလေးကိုတေးချဂရုစိုက်ရမှာကျမတာဝန်မှာပဲလို့ပြန်ဖြေလိုက်ပါတယ်ကျဲစတင်ကဒါနဲ့ဒီလက်ကုံမှာမိမိရဲ့မွေးနေ့ပွဲရှိခဲ့အိမ်မှာပဲပွဲလုပ်မှာဆိုတော့ဧည့်သည်တွေအများကြီးလာလိမ့်မယ်ကလေးတွေကလက်လွယ်တာမှုအဲ့ဒီနေ့မှာတူဘီနဲ့တစ်ချိန်လုံးအတူတူရှိပေးပါလို့မှာကြားပါတယ်မွေးနေ့ပွဲနေ့ရောက်တော့ဧည့်သည်တွေကအားလုံးပဲကြည့်ကြပါအောင်ဒါဖူမိသားစုရဲ့မြေးလေးတူပြီးပဲအိုးအရန်ကြီးလာတာပဲကြီးရတာလိမ္မာမဲ့ပုံပဲနော်အရင်ကတစ်ချိန်လုံးငူနေတတ်တယ်လို့ပြောကြတာလို့ဝိုင်းပြောကြပါတယ်တူဘီလေးကစိတ်ထဲကနေလူတွေရမ်းများတာပဲနည်းနည်းတော့ကြောက်မိတယ်ဒါပေမဲ့အမနဲ့ဆိုရင်တော့မကြောက်ပါဘူးလို့ကျမကတင်းတင်းကြပ်ကြပ်ဖတ်ထားပါတယ်ဧည့်သည်တယောက်ကဒီကိုလာပါအောင်မျက်နှာလေးနည်းနည်းလောက်ပူးချိပါရစေလို့လက်ဆက်လာတဲ့အခါကျမကကျေးဇူးပြုပြီးခလေးကိုလွတ်လွတ်လပ်လပ်နေပါစေအောင်ရှင်လို့ရင်ကြီးကြီးတားမြင်လိုက်ပါတယ်အဲ့ဒီအခါတခြားဧည့်သည်တယောက်ကမထီမဲ့မြင်နဲ့ဒီမျက်နှာကကြီးရတာတိတ်ဆိတ်နေပါလားဖူမိသားစုကဒီလိုရိုးရိုးရှင်းရှင်းရုပ်ရည်ရှိတဲ့အစေခံကိုဘယ်တော့ငှားလိုက်တာလဲလို့မိလိုက်ပါတယ်ကျမကမတ်တက်ရက်ပြီးကျမကလင်းလင်းမှာတိုဘီလေးရဲ့တီးတန့်ကလေးထင်းเสียမှာပါလို့မိတ်ဆက်လိုက်ပါတယ်ထိုဧည့်သည်ကဟောမင်းရဲ့ဝစားစင်ရင်မှုကိုကြည့်ရတာပညာရည်ချင်းသိရှိမဲ့ပုံမရပါဘူးဖူမိသားစုမှာနေခွင့်ရပြီးတခင်လေးကိုပြုစုရတာမင်းအတွက်ကံကောင်းတာပဲလို့စော်ကားလိုက်ပါတယ်အနာကတခြားမျိုးသမီးတယောက်ကအဲ့လိုမပြောပါနဲ့ဒီမလင်းလင်းကတကယ်ရည်ချင်းရှိတာပါတခင်လေးကညာတိုင်းကိုလို့အစင်းညင်เสียမှ9ယောက်တောင်မထိန်နိုင်ခဲ့တာမလင်းလင်းရောက်လာမှအိပ်ပျော်သွားတာပါလို့ကားပွဲပြောပြပါတယ်အဲ့ဒီအချိန်မှာပဲရူရှယ်ရောက်လာပြီးအထက်တန်းအောင်ယုံပဲရှိတဲ့သူကကလေးထင်းဆီယာမှာလုပ်ဖို့တင်းတော်လို့လားအတော်ဒါကျမပြောတဲ့ country and ကတရားဝင်မှတ်ပုံတင်ထားတဲ့ပညာရှင်ဒီနာဝန်ပါလို့မျိုးသမီးတယောက်နဲ့မိတ်ဆက်ပေးပါတယ်ဒီနာဝန်ကမင်္ဂလာပါမလင်းလင်းမှာဘာစာရွက်စာတမ်းမှမရှိဘူးလို့ကြားပါတယ်လို့ခက်စိမ့်စိမ့်မိပါတယ်ကျမကဟုတ်ပါတယ်မရှိပါဘူးလို့ရိုးရိုးသားသားဖြေလိုက်ပါတယ်ဒီနာဝန်ကရိုးရိုးသားသားပြောရရင်ဖူမိသားစုလိုအဆင့်တန်းမျိုးမှာအရေးချင်းမရှိတဲ့သူကိုသားသမီးအတွက်နှားတာဟာအရန်တာဝန်မဲ့ပါတယ်ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာအာဟာရစိတ်ပညာနဲ့အစိုးပိုင်းပညာရေးတွေလိုအပ်ပါတယ်ကလေးကိုစစ်ဆေးခွင့်ပြုပါလို့ပြောလိုက်ပါတယ်
တူဘီလေးကစိတ်ထဲကနေမကြိုက်ပါဘူးအမစီပဲပြန်သွားခြင်းနဲ့လို့ညှင်းဆန်နေပါတယ်တီနာဝန်ကစစ်ဆေးပြီးကလေးကဂိုးလေးချိန်ရောနေနေပြီးကြွသားတင်းမှမှုကပုံမှန်ပဲရှိတယ်တင်သွင်းထားတဲ့ DHARC တွေနဲ့အာယုံကျော်လေးချိန်ငန်းတွေလုပ်ဖို့အကြံပြုချင်ပါတယ်လို့ပြောပါတယ်ကျမကချက်ချင်းပဲကလေးက DHARC တွေထပ်မလို့တော့ပါဘူးသူ့ရဲ့နုံမုံထဲမှာ DHA ပါဝင်မှုလုံလောက်နေပါပြီထပ်ဖြစ်ပြီးရင်အသေးကိုဝင်ပြီးစေပါလိမ့်မယ်လို့ထောက်ပြလိုက်ပါတယ်တီနာဝန်ကဒေါသထွက်သွားပြီးငါက country and ရဲ့ကလေးထုကူစံနှုန်းတွေကိုတုံးနေတာပါလို့ရင်းနှီးစွာညင်းပါတော့တယ်ကျမကအဲ့ဒီစံနှုန်းက DHA ပါဝင်မှု3.3နှစ်အောက်နုံမုံတွေအတွက်ပါဖူမီသားစုတုံးနေတဲ့နုံမုံမှာ DHA 3.36ပါပြီးသားပါလို့ပြန်လည်ရှင်းပြလိုက်ပါတယ်တီနာဝန်ကလန့်သွားပြီးမင်းဘလို့လှုပ်တိတာလဲလို့မေးတော့ကျမကဘူးပေါ်မှာရေးထားတာလေလို့ခက်အေးဖြေလိုက်ပါတယ်အဲ့ဒီနောက်ကျမကဒါဆိုရင်တူဘီလေးရဲ့ဘဲဘက်လက်တီးလေးစုပ်ထားတာကိုရောမမတို့သတိထားမိကြရဲ့လားဒါကတာမန်စုပ်ကင်နဲ့တုံ့ပြန်မှုမဟုတ်ပါဘူးလေးလမှာပျောက်သွားရမယ့်အပြုမူက8လအထိရှိနေတာဟာကလေးအရန်စိတ်တင်းချက်နေလို့ပါလို့ပြောရင်းကလေးလက်ကိုအသားအရခိုင်းပေးလိုက်ပါတယ်ကလေးလေးကကျမကိုမြင်တာနဲ့အမပြန်ရောက်လာပြီးဆိုပြီးစိတ်ထဲကဝမ်းသာသွားကလက်တီးလေးပြေလျော့သွားခဲ့ပါတယ်တီနာဝန်ကမင်းကဲခက်ကောင်းရင်တော့အရေးချင်းမပြေမိသေးပါဘူးလို့ဆက်လက်ညင်းဆိုပါတယ်အဲ့ဒီအချိန်မှာပဲကျဲစတင်ရောက်ရှိလာပြီးတော်လောက်ပြီးငါတူဘီရဲ့ဒေတာတွေကိုနေတိုင်းစောင့်ကြည့်နေတာမင်းရဲ့ကိုရေးရဇဝင်ကအထင်ကြီးစရာကောင်းပေမဲ့ငါမှကိုရေးရဇဝင်တွေမလိုဘူးလို့ကီနာဝန်ကိုပြပြတတ်တာပဲချလိုက်ပါတယ်ရူရှက်ကကိုကျဲစတင်ကျမကတူဘီအတွက်စိုးရိမ်လိုပါလို့စင်ကြီးပေးပေမဲ့ကျဲစတင်ကငါမလိုအပ်ဘူးနောက်တစ်ခါဒါမျိုးထပ်မလုပ်နဲ့လို့ကျိန်းမောင်းလိုက်ပါတယ်ပွဲပြီးမှာတော့အိမ်ဖိုးမလေးကကျမစီလာပြီးမင်းဒီနေ့တော့ပွဲထွက်သွားတာပဲနော်ရိုရှယ်ရဲ့နောက်ခံကိုမင်းမသိသေးပါဘူးမင်းကိုယာဒူးကဖယ်ဖို့တီနာဝန်ကို country and ကနေပတ်စံအများကြီးပေးပြီးခေါ်လာတာသူကကိုကျဲစတင်ကိုလက်ထက်ချင်နေတာလေးလို့ရန်စစကားပြောပါတယ်ကျမတို့ကြားမှာဘာမှမရှိပါဘူးကျမကကလေးထိန်ဆရာမတယောက်ပါပဲလို့ပြန်ပြောလိုက်ပါတယ်အိမ်ဖုံမလေးကသူကအမှန်တရားကိုစိတ်မဝင်စားဘူးအပြင်ပန်းကိုပဲစိတ်ဝင်စားတာတတိထားနော်မလင်းလင်းလို့တတိပေးရှာပါတယ်နောက်တစ်နေ့မှာတော့အဖွားဘူးကကျမကိုခေါ်ပြီးနင်းလင်းထိုင်ပါအောင်မနေတာကိစ္စကိုစိတ်ထဲမထားပါနဲ့လူရှက်ကစိတ်ဆက်ပေမဲ့စိတ်တဘောထားကောင်းပါတယ်ဒါနဲ့တူဘီမှာလက်တို့မတည့်တာကိုမင်းဘလို့လှုပ်တိတာလဲလို့မေးပါတယ်ကျမကအတွေ့အကြုံပါအရင်ကဒီလူကလေးမျိုးကိုကိစုဘူးလို့ပါလို့ခေလိုက်ပါတယ်အဖွားကစူးစူးဆန်းဆန်းနဲ့အဲ့ဒီကလေးကအသက်ဘလောက်လဲလို့မေးတော့ကျမကလေးလပါလို့ခေပါတယ်အဖွားကခေါင်းငိမ့်လိုက်ပေမဲ့ကျမကိုလုံးဝမယုံသေးမှန်သူ့မျက်လုံးတွေကဖော်ပြနေပါတယ်အဲ့ဒီနောက်ကျက်ဆာတင်ကဒီနေ့စစ်စစ်ချက်အရာတူဘီမှာလက်တူမတည့်တာအတီးပြုတ်လိုက်ပြီးမင်းသူကိုကယ်လိုက်တာပဲလို့လာပြောပါတယ်ကျမကဒါကမွေးရပါစဉ်းစားညံမှာအချို့အရာတွေကိုတင်ယူလို့မရပါဘူးလို့ပြောလိုက်ပါတယ်ကျဲစတင်ကကျမကိုစိုက်ကြည့်ရင်မင်းကအထက်တန်းအောင်ရုံပဲရှိတဲ့သူနဲ့မတူဘူးမိဘမဲ့ကေဟာမှာကြီးပြင်းခဲ့ပြီး16နှစ်ကတည်းကအလုပ်လုပ်ခဲ့တာအလုပ်ရှိခုရှိတယ်စံချင်းစံညုံတန်ရှင်းပေမဲ့မင်းရဲ့အထောက်ထားကနောက်ဆုံး6နှစ်အထိပဲရှိတယ်အဲ့ဒီမတိုင်ခင်ကဗလာဖြစ်နေတယ်လို့စုံစမ်းထားတာတွေကိုပြောပြပါတယ်ကျမကမိဘမဲ့ကေဟာမှတ်တမ်းတွေကမပြေဆုံးတတ်ပါဘူးလို့ဖြေလိုက်ပါတယ်ကျဲစတင်ကဒီနေ့ကစပြီးမင်းလာစာကိုရွှန်း6000အထိတူးပြီးမယ်နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့ဖိုရမ်ပွဲကိုတူးပြီးနဲ့အတူငါနဲ့လိုက်ခဲ့ပါလို့ဖိတ်ခေါ်လိုက်ပါတယ်ဖိုရမ်ပွဲရောက်တဲ့အခါလူတွေအရန်များပြားလာပါတယ်တူဘီလေးကစိတ်ထဲကနေကားမောင်းနေတာပြောစရာကြီးဒါပေမဲ့လူတွေအရန်များပြီးစူညံလိုက်တာလို့တွေးနေပါတယ်သတင်းထောက်တွေကဥက္ကဋ္ဌဘူးရောက်လာပြီးရှင်းရသားလေးကအရန်ချောတာပဲလို့ဝိုင်းအောင်လာကြပါတယ်ကျမကကျေးဇူးပြုပြီးနေရာနည်းနည်းပေးပါအောင်ကျမကတူဘီရဲ့ကလေးထိန်းမလို့လမ်းရှင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာတီနာဝန်ရောက်လာပြီးမင်္ဂလာပါကျမကတီနာဝန်ပါကလေးအစိုးပိုင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကြံပေးပါကလေးရဲ့စိတ်ခံစားမှုစီမံခန့်ခွဲမှုဟာအစစ်မြင့်နည်းလမ်းတွေလိုအပ်ပါတယ်အခြေအမြင့်မရှိတဲ့စိတ်တစားအတိစိတ်နဲ့လုပ်လို့မရပါဘူးလို့ကျမကိုရေရွယ်ပြီးစောကားပြောဆိုလိုက်ပါတယ်တူဘီလေးကမျက်မှန်နဲ့မိမရဲ့အတန်ကိုမချိုက်ပါဘူးသူပြောတာတွေနားမထောင်နဲ့လို့စိတ်ထဲကနေရေရွတ်လိုက်ပါတယ်အဲ့ဒီနောက်မှာရူရှယ်နဲ့တီနာဝန်ရောက်ရှိလာပြီးတီနာဝန်ကဟူမှာကလေးတယောက်ငူးနေတာကျွမ်းကျင်သူ3ယောက်တောင်တိတ်အောင်မလုပ်နိုင်ဘူးမင်းမထူးခြားတဲ့အတိစိတ်ရှိတယ်ဆိုရင်တွားဆန်းကြည့်ပါလားလို့စင်ခေါ်လိုက်ပါတယ်ကျမကအနားတိုးတွားလိုက်ချိန်မှာပဲ
အဲ့ဒီငိုနေတဲ့ကလေးလေးစီကနားတယ်ခေါင်းထဲကအယမ်းနာတာပဲမီးရောင်တွေကလင်းလုံးနဲ့ဆိုတဲ့စိတ်ထဲကအော်ဟစ်တန်ကိုကြားလိုက်ရပါတယ်ကျမကဒါပိုက်နာတာမဟုတ်ဘူးခေါင်းကိုက်နေတာအုံနောက်တွင်ဖိအားမြင့်တက်နေတဲ့လက္ခဏာပဲဖယ်ပေးကြပါလို့អော်လိုက်ပါတယ်ကလေးအမေစီတွားပြီးကလေးနာမည်ပါလဲရှေ့မကြခင်ကခေါင်းဆောင်မိသေးလားလို့မေးလိုက်ပါတယ်ကလေးအမေကမနေ့ကမနက်ကကတင်ပေါ်ကပြုတ်ကျဘူးလေဒါပေမဲ့အဲ့ဒီတုန်းကမငိုပါဘူးလို့တုံတုံရင်ဖြေပါတယ်ကျမကကလေးရဲ့ဦးကောင်းခွန်ပြောတဲ့နေရာကဖောင်းနေတယ်ဒါအုံနောက်အတွင်းသွေးယိုစိမ့်တာဖြစ်နိုင်တယ်အခုချက်ချင်းအရေးပေါ်ဌာနကိုသွားပါလို့တတိပေးလိုက်ပါတယ်ဒီနာဝန်ကမင်းကကြုံရကြပန်းရှောက်ပြောနေတာပါလို့ဒါပေမဲ့ just တင်တာငါကားနဲ့သွားပါ try ပါသူတို့ကိုစီးရုံအမြန်ပူပေးပါလို့အမိန့်ပေးလိုက်ပါတယ်15မိနစ်အကြာမှာတော့ကလေးအမေစီကဖုန်းလာပါတယ်ဆီယာမလင်းလင်းရဲ့ကျေးဇူးကြီးလာပါတယ်စီတီစက်ကင်ဖက်ကြည့်တော့အုံနောက်တွင်တွေးယူနေတာတွေ့ရတယ်နောက်12နာရီတာနောက်ကျရင်ကလေးအသက်အန္တရာယ်ရှိတယ်လို့ဆရာဝန်ကပြောပါတယ်ရှင်းကြောင်မမရဲ့သမီးလေးအသက်ချမ်းသာရခဲ့တာပါလို့ငူပြီးကျေးဇူးတင်ရှာပါတယ်Justin ကရူရှယ်ဘက်လက်ပြီးကျွမ်းကျင်သူဆိုတဲ့ဒီနာဝန်ကမရတာကိုလင်းလင်းကမတော်တဆလို့မင်းပြောချင်သေးတာလားတခြားသူတွေငါအိမ်ကိစ္စမှာဝင်ပါလာမကြိုက်ဘူးလင်းလင်းကိုထပ်ပြီးစော်ကားရင်ဒီအိမ်ကိုချီမနေနဲ့တော့လို့ကိပြတ်တတသတိပေးလိုက်ပါတယ်အဲ့ဒီနောက်ဂျက်ဆာတင်ကအိမ်မှာရှိတဲ့ဝန်ထမ်းအားလုံးကိုစူစီပြီးဒီနေ့ကစပြီးလင်းလင်းမှာတီးခြားဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဒိုဘီနဲ့ပတ်သက်သမျှတတူးခွင့်ပြုချက်မှယူစရာမလိုဘူးတူလာစာကိုလည်းရွှေရှစ်တောင်းအထိတိုးပေးလိုက်ပြီလို့ကြေညာလိုက်ပါတယ်အိမ်ဖုံမလေးနဲ့အိမ်ကူတွေဟာကျမပေါ်ရုတ်တရက်အမူအရာတွေပြောင်းလဲသွားပြီးအလုံးရင်ကြီးသွားကြပါတယ်တိုဘီလေးကတော့မမဒီအိမ်မှာပဲထာဝရရှိနေရင်ကောင်းမယ်လို့စိတ်ထဲကကလေးတဘာဝရည်ရွတ်နေပါတယ်အဲ့ဒီအချိန်မှာပဲရူရှယ်နိုင်ရန်ထားတဲ့ရှိနေတယောက်ရောက်လာပြီးလင်းလင်းမင်းမှာဒီအဝင်ကလေးထိန်လက်မှတ်မရှိပဲအလုံးလုံးနေတာတရားမဝင်ဘူးဖူမိသားစုကိုစားမင်းကိုအလုတ်ကထုတ်ပြစ်မယ်လို့ပြောဆိုရင်စာတစောင်ကိုပေးလာပါတယ်ကျမကအဲ့ဒီစာကိုအေးဆေးစွာယူလိုက်ပြီးကျဲဆက်တင်စီပေးလိုက်ပါတယ်ကျဲဆက်တင်ကဒေါသထွက်သွားပြီးရူရှယ်စီဖုန်းဆက်ကရူရှယ်ဒီစာကိုရုပ်သိမ်းဖို့မင်းကိုတရက်အချိန်ပေးမယ်ဒါနောက်ဆုံးသတိပေးတာပဲလို့ကျိမ်းမောင်းလိုက်ပါတယ်ရိုရှယ်ကမချေမနှက်ဖြစ်ပြီးအင်တာနက်ပေါ်မှာကျမကိုအရေးချင်းမရှိတဲ့အထက်တန်းအောင်ကလေးထိန်ဆီယာမကတထေးအိမ်မှာကလေးတက်ကိုစွန့်စားနေတဲ့ဆိုတဲ့သတင်းမှားတွေကိုတင်ပြီးလုပ်ကြံပါတော့တယ်အင်တာနက်ပေါ်မှာကျမကိုဆဲဆူချင်းမောင်းတဲ့ကွန်မန့်တွေပြည့်နှက်သွားခဲ့ပါတယ်အဖွားဖူကစိုးရိမ်တကြီးနဲ့ Justin အင်တာနက်ပေါ်မှာသတင်းတွေပြတ်နေပြီးငါတို့မိသားစုနာမည်တဲတော့မယ်လို့ပြောပါတယ်ကျဲဆက်တင်ကချက်ချင်းပဲဥပဒေဌာနကိုခေါ်ပြီးသတင်းတွေကိုချက်ချင်းချက်ခိုင်းမှတင်တဲ့သူကိုစုံစမ်းပြီးတရားစွဲပါလို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမဂဇင်းအက်ဒီတာတယောက်စီကမလင်းလင်းကျမတို့ကရှင်းကိုအပုတ်ချဖို့မဟုတ်ပါဘူး။ပွဲလက်မှတ်မရှိပဲအရေးချင်းနဲ့ရက်တည်နေတဲ့ရှင်ချောင်းကိုအင်တာဗျူးချင်လို့ပါလို့ဖိတ်ခေါ်လာပါတယ်။ကျမကညင်းဖို့စူးစမ်းပေမဲ့ Justin ကဒါကိုလက်ခံလိုက်ပါဖူမိသားစုရဲ့ကလေးနဲ့မိခင်ထုတ်ကုန်တွေတော့လဲဒါကတက်တီကောင်းဖြစ်သွားမယ်မင်းရဲ့အမှန်တရားကိုကဘာကိုပြလိုက်ပါလို့တိုက်တွန်းပါတယ်ဒါနဲ့ပဲကျမလည်းအင်တာဗျူးကိုလက်ခံလိုက်ပါတယ်အင်တာဗျူးရိုက်ကူးနေစဉ်မှာကျမကကလေးထိန်းတာမှာစားရွက်စာတမ်းထက်ကလေးရဲ့လိုအပ်ချက်ကိုနားလည်ပေးဖို့ကပိုရေးကြည့်ပါတယ်လို့ရေးရဲဝံ့ဖြေကြားခဲ့ပါတယ်အင်တာဗျူးဗီဒီယိုပြန့်နှံ့သွားတဲ့အခါလူများကကျမကိုထောက်ခံလာကြပါတော့တယ်။ဒါပေမဲ့လည်းဒုက္ခကထပ်ရောက်လာပါတယ်။ဒီနေ့မှာတော့တိုဘီလီရဲ့ခန္ဓာကိုယ်ပေါ်မှာအဖူးပိန်တွေထွက်လာပြီးအသက်ရှူရခက်ခဲလာခဲ့ပါတယ်။ကျမကြည့်လိုက်တော့ဒါဟာပြင်းထန်တဲ့အစားအစာဓာတ်မတည့်မှုလက္ခဏာဖြစ်နေပါတယ်။အစားအစာလုပ်ပေးတဲ့အိမ်ဖို့မမချင်းကမလင်းလင်းရဲ့ကျမတိုဘီလေးကိုနာအောင်လုံးဝမလုပ်ပါဘူး။မင်းပေးထားတဲ့နုမုတ်ချိုးတိုင်းပဲလုပ်တာပါလို့ငိုယိုပြီးငင်းရှာပါတယ်။တိုဘီလေးကစိတ်ထဲကနေသပင်ရှင်နဲ့အတော်ကြီးကခွက်ထဲကိုတခုခုထဲလိုက်တာလို့ပြောလိုက်ပါတယ်။ဒီအိမ်မှာသပင်ရှိတာဆိုလို့မမချင်းကျမနဲ့ရိုရှယ်ခေါ်လာတဲ့အကူမိမပဲရှိတာပါ။မမချင်းကအပြစ်မရှိကြောင်းကျမသိနေပေမဲ့တိုဘီလေးပြောတာကိုတက်ပြေဖြစ်ထုတ်ပြောလို့မရပါဘူး။မိဖို့ကြောင့်ကင်မရာကိုစစ်ကြည့်တော့လဲအဲ့ဒီနေ့မှကင်မရာပြတ်နေတယ်လို့ပက်တလာကသတင်းပို့ပါတယ်။ကျဲဆာတင်ကအထင်လွဲပြီးမမချင်းကိုအလုတ်ကထုတ်ပစ်လိုက်ပါတယ်။မမချင်းထွက်သွားခါနီးမှာကျမကိုမလင်းလင်းဒီအိမ်မှာစီးနေတဲ့ရေစီးကြောင်းတွေကအယက်နဲ့တဲ့တတိထားပါကျက်ဆက်တင်ရဲ့ဇနီးဟောင်းဘာလို့ထွက်သွားရလဲဆိုတာရောမင်းတိရဲ့လားတတိထားတော်လို့တတိပေးသွားခဲ့ပါတယ်အဲ့ဒီနေ့ညမှာပဲကျမစီစိမ့်သက်တဲ့ဖုန်းတကုတ်ဝင်လာပါတယ်ဟဲလို
မလင်းလင်းကကျမကတူဘီရဲ့အမေပါလို့ဝမ်းနဲ့ဖွယ်အတန်လေးနဲ့ပြောလာပါတယ်ကျမလန်သွားပြီးတူဘီရဲ့အမေဟုတ်လားဘာတက်တည်ရှိလို့လဲလို့မေးလိုက်ပါတယ်သူကတူဘီရဲ့ခြေဝါမှာတီးရပုံမဲ့ပါတယ်မွေးကလေးကရိုက်ထားတဲ့ဓာတ်ပုံကျမစီမှာပဲရှိတာပါတူဘီလေးကိုတေးချဂယူဆိုင်ပေးပါရိုရှဲကိုတတိထားပါလို့တတိပေးပြီးဖုံးချသွားခဲ့ပါတယ်နောက်တစ်နေ့မှာကျမကဒီကိစ္စကိုကျဲဆတင်ကိုပြောပြလိုက်ပါတယ်ကျဲဆတင်ကမျက်နှာပြတ်သွားပြီးသူကကလေးမွေးပြီး3ရက်ကြာမှထွက်သွားခဲ့တာသူ့မှာဘာခွင့်ရင်းမှမရှိဘူးမင်းကကလေးထင်းယုံပဲမို့လို့တခြားကိစ္စတွေကိုစွတ်ဖက်စီအောင်မလို့ဘူးလို့အေးဆက်စွာပြောလိုက်ပါတယ်ကျမလည်းဟုတ်ကဲ့ပါကျမနားလဲပါပြီလို့ပြောပြီးနှုတ်ဆက်နေလိုက်ရပါတယ်ဒါပေမဲ့တူဘီလေးရဲ့မိခင်ရင်းအတွက်ကျမဝေခွဲမရအောင်တီးကျင်စိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်နောက်နေ့မှာတော့မိသားစုစုံညီစည်းဝေးမှာကျက်စတင်နဲ့သူ့ရဲ့ဦးလေးတို့စကားအခြေတင်ပြောဆိုနေတာကိုကြားခဲ့ရပါတယ်။သူတို့မိသားစုရဲ့အမွေဆက်ခံခွင့်စီမင်းအရာတားဖြစ်သူကမိသားစုကသဘောတူထားတဲ့ဇနီးမယားရှိရမယ်မဟုတ်ရင်တူဘီရဲ့အမွေဆက်ခံခွင့်ဆုံးရှုံးရလိမ့်မယ်။ဒါကြောင့်ဒုတိယဦးလေးကရိုရှဲနဲ့သဘောတူဖို့ကျက်စတင်ကိုဖိအားပေးနေတာပါ။ရိုရှဲကဒီအချက်ကိုအသုံးချပြီးဖူမိသားစုအိမ်မို့ကိုအတင်းတက်နေဖို့ကြိုးစားနေတာဖြစ်ပါတယ်။ရိုရှက်ကကျမတူဘီလေးကိုပြုစုဖို့ဒီအိမ်မှာလာနေပါရစေဒါဆိုရင်အမွေဆက်ခံခွင့်စီးမြင့်နဲ့လည်းကိုက်ညီသွားမယ်လို့အဆိုပြုလိုက်ပါတယ်။ကျက်စတင်ကငါစဉ်းစားပါအောင်မယ်လူပြောဆိုပြီးငင်းဆန်ဖို့ဝေခွဲမရဖြစ်နေပါတယ်။အစည်းအဝေးအပြီးမှာကျက်စတင်ကကျမကိုလင်းလင်းငါရိုရှက်ကိုဒီအိမ်မှာဘယ်တော့မှပေးမနေဘူးငါတူဘီကိုကာကွယ်ဖို့မင်းကိုပဲယုံတာလို့တူးတူးလေးပြောရှာပါတယ်ညရောက်တဲ့အခါမှာတော့တူဘီလေးရဲ့အမေကထပ်မံဖုံးဆက်လာပြီးတူးနာမည်ကရော့စီရှန်ဖြစ်ကြောင်းကျဲစတင်ကတူးကိုအထင်လွဲပြီးမုန်းနေကြောင်းတူမတရားခံခဲ့ရတာတွေကိုဖော်ထုတ်ပေးဖို့ကျမကိုတောင်းဆိုခဲ့ပါတယ်ကျမကသူပြောခဲ့တဲ့နာမည်ရော့စီရှန်ဆိုတာကိုစုံစမ်းဖို့အဖွားကျိုးဆိုတဲ့သတင်းထောက်စီအကူအညီတောင်းလိုက်ပါတယ်အဖွားကျိုးစုံစမ်းပေးလိုက်တဲ့အခါမှာတော့တုံလို့ဖွယ်အမှန်တရားပေါ်ထွက်လာခဲ့ပါတယ်ရော့စီရှန်ဟာလွန်ခဲ့တဲ့3နှစ်ကသူ့အလိုလျောက်ထွက်သွားခဲ့တာမဟုတ်ပါဘူးရိုရှဲကသူ့ကိုအလုတ်ကနေထုတ်ပြအောင်လုပ်ခဲ့ရုံတည်းမကပဲအိမ်900မှာပါနှင်ထုတ်ခံရအောင်လဲကွက်ပေါင်းစုံတုံးခဲ့တာပါဖူဆိုးတာကရိုရှဲဟာရော့စီရှန်စီတားဆက်ချဆေးတွေနဲ့ချင်းချောက်စာပါတဲ့ပါဆယ်ထုတ်တစ်ခုပို့ခဲ့ပြီး3ရက်ကြာမှရော့စီရှန်ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်ဒီအမှန်တရားကိုသိလိုက်ရတော့ကျမရင်ထဲမှာဒေါသတွေထွက်လာခဲ့ပါတယ်နောက်နေ့ရောက်တော့ရိုရှဲကအိတ်ဆွဲပြီးဖူမိသားစုအိမ်ပေါ်ကိုအတင်းရောက်ရှိလို့လာခဲ့ပါတော့တယ်ရိုရှက်ကကျမကိုမြင်တာနဲ့လင်းလင်းမင်းပါရဲ့ကြည့်နေတာလဲငါအထုပ်တွေကိုဒုတိယထက်ကအဲခန်းစီမတည်ပေးသေးဘူးလားလို့အမိန့်ပေးလိုက်ပါတယ်ကျမတာဝန်ကတူဘီလေးကိုပဲထိန်းမှုပါအထုပ်တယ်ဖို့မဟုတ်ပါဘူးလို့ပြပြတတညင်းလိုက်ပါတယ်ရိုရှက်ကမင်းလိုအစင်တမ်းမရှိတဲ့ကလေးထင်းကငါ့ဘူးပြန်ပြောနေတာလားငါသာမကြခင်ဒီအိမ်ရဲ့တခင်မဖြစ်လာတော့မှလို့စော်ကားလိုက်ပါတယ်ကျမကသူ့အထုပ်တွေကိုတဲသွားပေးပြီးမမရိုရှဲရော့စီရှန်ဆိုတဲ့နာမည်ကိုတိပါတလားလို့ခက်အေးအေးမေးလိုက်ပါတယ်ရိုရှဲရဲ့မျက်နှာဟာချက်ချင်းဖြူဖြော်သွားပြီးမင်းပါရီရှောက်ပြောနေတာလဲငါအဲ့ဒီနာမည်ကိုမသိဘူးလို့တုံရင်ငင်းမာတော့တယ်ကျမကတကယ်မသိတာလားလွန်ခဲ့တဲ့3နှစ်ကပဆဲထုတ်ကြောင်းရောမမတ်မိတော့ဘူးလားလို့ထပ်မံထိုးနှက်လိုက်တော့ရိုရှဲတယောက်ထိတ်လန့်တကြားနဲ့အခန်းထဲပြေးဝင်သွားပါတော့တယ်ညရောက်တော့အဖွားကျိုးစီကဖုံးဝင်လာပြီးရော့စီရှန်စီပူးခဲ့တဲ့ချင်းချောက်စာမိတ္တူကိုပို့ပေးလာပါတယ်။စာထဲမှာရိုရှဲကရော့စီရှန်ဂျက်စတင်နဲ့တခြားအမျိုးသမီးတွေရဲ့ရင်းနှီးနေတဲ့တပ်ပုံတွေကိုကြီးလိုက်ပါနေရဲ့တိတ်ခါနဲ့ကလေးရဲ့တိတ်ခါအတွက်အမြန်ဆုံးထွက်သွားဖို့အကြံပြုခြင်းနဲ့မဟုတ်ရင်စူးရတဲ့အကျိုးဆက်တွေရင်ဆိုင်ရလိမ့်မယ်။ဒါကနေလူတင်တုံးကကုမ္ပဏီငွေအလွဲသုံးစားလုပ်ထားတဲ့စီးရင်စစ်စီးအစီရင်ခံစာပဲလို့ရေးသားထားတာဖြစ်ပါတယ်။ကျမကဒီစာရွက်တွေကိုကြည့်ပြီးအဲ့ဒီတပ်ပုံကို10%ကလုတ်ကြံထားတာပါငွေလွဲသုံးစားလုပ်တာဆိုရင်လည်းလူမိသားစုရဲ့အာဏာနဲ့အလုတ်တင်မလေးတယောက်ကိုဆွဆွဲဖို့ဆိုတာတိတ်ရွယ်ပါတယ်အဲ့ဒီတုန်းကရော့စီရှန်ကအသက်20နှစ်ပဲရှိသေးပြီးကလေးမွေးပြီးခါစားမရှိစင်းရဲတာဖြစ်နေတာပါဒီလိုစာမျိုးရလိုက်တော့ဒူထွက်သွားရုံမှလွဲပြီးဘာတတ်နိုင်မှလဲလို့သုံးသပ်လိုက်ပါတယ်ဂျက်စတင်ကရောက်လာပြီးရိုရှဲကမင်းရော့စီရှန်ကြောင်းစုံစမ်းနေတယ်လို့ပြောတယ်မင်းကရော့စီရှန်လွတ်လိုက်တဲ့စိတ်တစအကူတက်တက်လာလို့မေးပါတယ်ကျမကစာရွက်တွေကိုပြလိုက်ပြီးဒါရိုရှဲသူ့ကိုမောင်းထုတ်ခဲ့တဲ့တက်တွေပါငွေလွှဲသုံးစားလုပ်မှုရောတပ်ပုံတွေပါကုန်ပါတယ်လို့ပြလိုက်ပါတယ်ကျဲစတင်ကမင်းပါလို့ဒါတွေကိုလုပ်ပြီးနေတာလဲမင်းစီမှာသူ့အတွက်ရောငါအတွက်ပါဘာကြွေးမှမရှိပါဘူးလို့မေးတဲ့အခါ
ကျမကရတူပြီးလေးဟာညတိုင်းတူမေကိုစိတ်ခဲကနေခေါ်နေလို့ပဲမွေးကလေးကမိခင်ရင်ခွင်ကိုမခံစားဘူးမိမိညနာနဲ့အတန်ကိုမမှတ်မိပေမဲ့ညတိုင်းမေလို့ခေါ်နေရှာတာလို့ပြောလိုက်ပါတယ်Justin ကသူ့အမေကိုတန်းတနေတာမင်းဘလို့လုပ်တည်တာလဲလို့စူးစမ်းမိတော့ကျမမှာကလေးတွေရဲ့စိတ်ခဲကအတန်ကိုကြားနိုင်တဲ့မွေးရပါစွာတစ်ခုရှိနေလို့ပါလို့အမှန်တိုင်းဝန်ခံလိုက်ရပါတယ်Justin ကအံ့ဩသွားပြီးဒါဆိုမင်းရောက်လာတဲ့နေ့ကတည်းကသူ့ရဲ့လက်တို့မတည့်တာကိုတီးနေခဲ့တာပေါ့ခင်းထန်တဲ့အနံ့တွေကိုမုန်းနာနဲ့ရိုရှဲကိုအထီးမခံတာတွေတော့ပေါ့လို့မေးတော့ကျမကတူပြီးလေးကအဲ့ဒီအန်တီလာကြီးကကြောက်ဖို့ကောင်းတယ်လို့ပြောခဲ့လို့ပါလို့ဖြေလိုက်ပါတယ်Justin ကသူတခြားဘာတွေပြောသေးလဲလို့မေးရမှာကျမကဖေရဲ့အတန်ကတိတ်နွေးတာပဲမရှိတဲ့မိမေကိုလွမ်းတယ်ပြီးတော့ကလေးထိန်းမကလည်းမိမေပါပဲလို့ပြန်ပြောပြလိုက်ပါတယ်Justin ကနာရော့စီရှန်ကိုတွားရှာမဲ့သူ့ကိုပြန်ခေါ်လာခဲ့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာရိုရှယ်ရောက်လာပြီးအတော်Justinကျမကိုမောင်းထုတ်နေတာကိုကြည့်နေတော့မှလားလို့အဖွားဖူစီတိုင်ကြပါတယ်အဖွားဖူကရိုရှယ်မင်းမလုပ်တဲ့နာတွေကိုလုပ်ခဲ့တယ်လေလို့ပြောတော့ရိုရှယ်ကကျမဘာလုပ်လို့လဲရော့စီရှန်ဆိုတာအထက်တန်းမကြတဲ့အလုပ်တင်မလေးပါJustinနဲ့တန်တဲ့သူမဟုတ်ဘူးလို့ညင်းပါတယ်Justinကစာရွက်တရွက်ထုတ်ပြပြီးဒါကလူအုပ်စုရဲ့လွန်ခဲ့တဲ့နှစ်စည်ရင်စစ်အစည်းရင်ခံစာပဲရော့စီရှန်ရဲ့ငွေလွှဲသုံးစားစည်းရင်ခံစာမှာနံပါတ်တောင်မပါဘူးမင်းအတုလုပ်ထားတာလို့ထောက်ပြလိုက်ပါတယ်ရိုရှက်ကဟင်းအင်းမဟုတ်ဘူးဒါဦးလေးအကြံပေးတာပါလို့လွှဲချပေမဲ့Justinကမင်းကိုယ်တိုင်လုပ်ခဲ့တာလေလူရိုရှက်ဖူမိသားစုစီဘယ်တော့မှပြန်မလာနဲ့တော့လို့တင်းမာစွာပြောလိုက်ပါတယ်နောက်နေ့မှာJustinဟာမြို့ပြင်မှာဒုက္ခရောက်နေတဲ့ရော့စီရှန်ကိုတွားရောက်ရှာဖွေပြီးဖူအိမ်တော်စီပြန်ခေါ်လာခဲ့ပါတယ်ရော့စီရှန်အိမ်ထဲဝင်လာတဲ့အခါတူဘီလေးကစိတ်ထဲကနေမီရောက်လာပြီးမိရင်ခွင်ကတိတ်နွေးရပဲနောက်တစ်ခါမသွားပါနဲ့တော့နော်လူဝမ်းသာအားရငိုကြွေးရင်ရင်ခွင်ထဲတိုးဝင်သွားခဲ့ပါတယ်Justinနဲ့ရော့စီရှန်တို့လည်းအတိတ်ကအထင်လွဲမှုတွေကိုရှင်းလင်းလိုက်ကြပြီးကလေးအတွက်ပြန်လဲပေါင်းစည်းခဲ့ကြပါတယ်။ဒါပေမဲ့ရိုရှယ်ကတော့မကြေနပ်နိုင်ပဲအာနာပိုင်းတွေစီအလုသမားဌာနကိုတိုင်ကြပြီးကျမမှာကလေးထိန်တရားဝင်လက်မှတ်မရှိကြောင်းတရားမဝင်အလုပ်လုပ်နေကြောင်းသတင်းပေးလိုက်ပါတယ်။အလုသမားဌာနကနောက်တစ်ပတ်မှာအစစ်ဆေးခံမှုရောက်လာတော့မှာပါ။ဒါကူခီရှင်းမှုအတွက်Justinကဖူမီတာစုရဲ့ကလေးပြုစုရေးတင်နန်းကနေတဆင့်စာမွေးပွဲတိုက်ရိုက်ဖြေဆိုဖို့စီစဉ်ပေးခဲ့ပါတယ်။စာမွေးပွဲစာတွေရောလက်တွေ့ပါကျမအတွက်မခက်ခဲပေမဲ့အကဲဖြတ်တိုင်းလူကြီး3ယောက်ထဲမှာကျမကိုမုန်းနေတဲ့ဒီနာဝန်ပါဝင်နေခဲ့ပါတယ်။ဒီနာဝန်ကမေခွန်းထုတ်ပြီးမလင်းလင်းကလေးမှာရှားပါယောဂလက္ခဏာဖြစ်နေပေမဲ့မိဘတွေကစေးုံပြဖို့ငင်းဆန်ရင်မင်းဘာလုပ်မလဲလို့မေးပါတယ်။ကျမကပထမဦးစွာလက္ခဏာတွေကိုတေချာမှတ်တမ်းတင်ပါမယ်ဒုတိယကလေးထူးကူဆရာဝန်2ယောက်နဲ့အွန်လိုင်းကနေတိုင်ပင်ပါမယ်တတိယကလေးရဲ့အသက်အန္တရာယ်ရှိရင်မိဘတွေငင်းဆန်ရင်တော့ရဲနဲ့အရေးပေါ်ဌာနကိုဖုံးဆက်ပြီးကလေးတငယ်ကာကွယ်ရေးအဖွဲ့ကိုအကြောင်းကြားပါမယ်ကလေးတွေကသူတို့အတွက်စကားမပြောနိုင်ကြပါဘူးကျမရဲ့တာဝန်ကမိဘတွေကိုစိတ်ကျေနပ်အောင်လုပ်ပေးဖို့မဟုတ်ပဲကလေးရဲ့အသက်ကိုကာကွယ်ပေးဖို့ပါလို့ပြပြတသားဖြေကြားခဲ့ပါတယ်ကျမရဲ့ဖြေဆိုမှုကိုဒိုင်လူကြီး3ယောက်စလုံးကအမှတ်ပြပေးခဲ့ပြီးစာမွေးပွဲကိုဂုံထူးနဲ့အောင်မြင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းJustinရဲ့ဒုတိယဦးလေးဟာမန်ဖူကအိမ်တော်ရဲ့အမွေဆက်ခံခွင့်ကိုတိမ့်ပိုက်ဖို့မိသားစုကော်မတီအကြီးအကဲစီတွားရောက်ပြီးမြို့တူရီစာရွက်စာတမ်းတွေနဲ့အာဏာသိမ်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကော်မတီကြီးကရဲ့3နှစ်အရွယ်မြင်းမလေးယာယာဟာစကားမပြောနိုင်ပဲဖြစ်နေတာကိုကျမကစွမ်းအားနဲ့စမ်းသက်ကြည့်ရာကလေးမလေးကခေါင်းထဲမှာအတန်းတွေအယမ်းစုနေတဲ့အတန်းတွေကိုကြောက်တယ်လို့စိတ်ခဲကအော်ဟစ်နေတာကိုကြားလိုက်ရပါတယ်။ကျမကကလေးမလေးဟာနားမကြတာမဟုတ်ပဲအတန်ပြင်းအားတွေကိုမခံနိုင်တဲ့အကြအာယုံအလုံးမင်းတုံ့ပြန်လွယ်မှုဖြစ်နေမှန်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ကလေးလေးကိုအတန်တိတ်ကူထုံးနဲ့ကူးတာပေးလိုက်တဲ့အခါရာရာလေးဟာ3ပတ်ကြာမှစကားပြန်ပြောနိုင်လာခဲ့ပါတယ်။ဒါကြောင့်မို့မိသားစုကော်မတီအကြီးအကဲဟာနှွန်းစွာဝမ်းမြောက်သွားပြီးဖူမိသားစုအစည်းအဝေးမှာJustinဘက်မှမမတ်ရက်တီပေးခဲ့ပါတယ်။ဟာမန်ဖူလုပ်ထားတဲ့စာရွက်စာတမ်းအတူပြုလုပ်မှုတွေနဲ့ကုမ္ပဏီငွေ49တန်းအလွဲသုံးစားလုပ်ထားတဲ့တက်တေတွေကိုထုတ်ဖော်ပြတာကဟာမန်ဖူကိုကော်မတီမှပြပြတတနှင်ထုတ်လိုက်ပါတော့တယ်။အရာအလုံးအဆင်ပြေသွားချိန်မှာတော့အဖွားကျိုးစီကနေကျမရဲ့ငယ်ဘဝနဲ့ပတ်သက်တဲ့ထိတ်လန့်ဖွယ်သတင်းတစ်ခုကိုကြားသိလိုက်ရပါတယ်။
ကျမဟာမိဘမဲ့ကေဟာမှာစွန့်ပစ်ခံခဲ့ရတာမဟုတ်ပဲအုံနောက်နဲ့အတိညာဉ်ဒုတိယနာဗဟိုဌာနရဲ့ဒုတိယနာစီမံကိန်းတစ်ခုကနေကာကွယ်ဆောင်ရှောက်ဖို့အတွက်လှုပ်ဝက်ထားခဲ့ရတဲ့တူးလေးသောကလေးဖြစ်ကြောင်းသိလိုက်ရပါတယ်။ကျမရဲ့မွေးရပါစွမ်းအားဟာတာမန်မဟုတ်ပဲဒုတိယနာစီမံကိန်းရဲ့ရလဒ်ဖြစ်နေခဲ့တာပါ။ဒါပေမဲ့ကျမစိတ်မပြတ်ခဲ့ပါဘူး။ကျမဘယ်ကလာသည်ဖြစ်စေအခုချိန်မှာတော့ကျမဟာတူဘီလေးရဲ့ချစ်လှစွာသောမလင်းလင်းဖြစ်နေပါပြီ။ Just တဲ့ဟာကျမရဲ့စွမ်းအားနဲ့ကလေးထိန်းနည်းစနစ်ကိုအခြေခံပြီးအထူးလိုအပ်ချက်ရှိတဲ့ကလေးများပြုစုရေးစီမံကိန်းတစ်ခုကိုစတင်ခဲ့ပြီးကျမကိုတစ်နှစ်ကိုလစာယွန်းတစ်သက်မှ2တန်းကိုပိုင်ရုံးခန်းကားနဲ့အဖွဲ့အစည်းထောက်ပံ့ပေးကအဓိကအကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။တစ်နှစ်အကြာမှာတော့ကျမဟာဘာသာရေးစာတမ်းမှမရှိခဲ့တဲ့အထက်တန်းအောင်ကလေးထိန်းဆရာမလေးတယောက်မဟုတ်တော့ပဲကလေးတွေရဲ့ရင်ထဲကမပြောနိုင်တဲ့အတန်တွေကိုနားထောင်ပေးပြီးမေတ္တာနဲ့ပြုစုစောင့်ရှောက်ပေးနိုင်တဲ့စနစ်တစ်ခုကိုကဘာစီချပြနိုင်ခဲ့သူဖြစ်လာခဲ့ပါတယ်။မိဘမဲ့ကေဟာမှာကြီးပြင်းခဲ့ပြီးပညာအရေးချင်းမရှိခဲ့ပေမဲ့လည်းကလေးတွေရဲ့ရင်ဘတ်ထဲကအတန်ကိုကြားနိုင်တဲ့စွမ်းအားကြောင့်ကျမဟာနှွေးထွေးတဲ့မိသားစုနဲ့အိမ်ဆိုတဲ့နေရာလေးကိုပိုင်ဆိုင်ခွင့်ရရှိသွားခဲ့ပါတော့တယ်။